trauma bond ကနေရုံထွက်ဖို့အဲ့ဒီလူကိုမေ့ပစ်လိုက်ရင်ရပြီလားဆိုပြီးတော့မေးကြတယ်ပေါ့နော်ကိုပြီးခဲ့တဲ့အခါကကိုထောက်စစ်ဖြစ်နေတဲ့လူကိုမစွန့်လွတ်နိုင်တာမခွဲနိုင်တာဟာအချစ်မဟုတ်ဘဲ trauma bond ဖြစ်နေနိုင်ပါတယ်လို့ပြောခဲ့တဲ့ဗီဒီယိုမှာလာမေးကြတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီလူကိုမေ့ပစ်လိုက်ရင်ရပြီလားဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့အဖြေက no ပါရှင်ဘာကြောင့်လဲဆိုတော့ trauma bond ဆိုတာကလူကိုဆွဲလန်းတာမဟုတ်ပါဘူးကိုယ့်ရဲ့မဖြည့်ဆည်းရသေးတဲ့ emotional need ဖြစ်နေလို့ပါကလေးဘဝတုန်းကချစ်ချင်းမြတ်တာကိုရဖို့လူကြီးမိဘတွေကကိုယ့်ကိုဂရုစိုက်ဖို့အတွက်အရန်အလိုက်တသိနေပြရတယ်အရန်လိမ်မာပြရတယ်ကိုဘာပြောလိုက်အငင်းမခံရဖို့အတွက်စာရီအရန်စူးစမ်းပြရတယ်ပထမဆိုတဲ့နေရာကိုယူပြရတယ်ဒါမျိုးတွေရှိခဲ့သလားပေါ့လေဒါကနမူနာပြောပြတာပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးအကိစ္စရက်တွေကအသက်ကြီးလာတယ်ဆိုတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့ငါအလိုက်တိပေးမှာသူငါ့ကိုချစ်မှာသူတောင်းဆိုသမျှကိုငါလိုက်ရောနေမှာသူငါဘေးနားမှာဆက်ပြီးရှိနေမှာဆိုတော့ယုံကြည်ချက်တွေဖြစ်လာတာပေါ့နော်အဲ့ဒီကနေမှသူကကိုကိုချစ်မချစ်သူကကိုပေါ်ကောင်းကိုဘက်ကပဲဖြည့်စည်းတွေးပေးနေရင်လည်းသူ့ကိုလက်မလွတ်နိုင်ဘူးဆိုတာမျိုးတွေဖြစ်လာတာပါရှင်ဒါကြောင့်မို့လို့သူကကိုကိုနာကျင်စီမန်းတိနေတာတောင်မှပဲလက်မလွတ်ပေးနိုင်ပဲနဲ့ဆက်ပြီးတော့တိခံပြီးရင်တိခံနေမိတယ်ဆိုတာမျိုးတွေဖြစ်လာတာပါရှင်ဒါဟာလည်း pattern တစ်ခုပါဆိုရင်ကိုတို့ healing လုပ်ဖို့အတွက်ဘယ်ကနေစကြမလဲပေါ့နော်ဒီ trauma bond ထဲမှာညှိနေတာတော့တည်ပြီဒါဆိုရင်ကိုဘယ်လိုစပြီးရုံထွက်မလဲဆိုရင်နံပါတ်1အချက်ကကိုအပြစ်မတင်ပါနဲ့ trauma bond ထဲမှာညှိသွားတယ်ဆိုတာဒီမကောင်းမှန်းသိရနဲ့ဆွဲလန်းနေမိတယ်ဆိုတာမင်းမတော်လို့လည်းမဟုတ်ဘူးမင်းအားနေနေလို့လည်းမဟုတ်ဘူးအဲ့ဒါကမင်းရဲ့ငငယ်ကလေးကနေဖြစ်တည်လာတဲ့ဒီမြင်ခဲ့ရတဲ့ကိစ္စတွေကြားခဲ့ရတဲ့ကိစ္စတွေဖြစ်နေခဲ့တဲ့ pattern ကြီးပေါ်မှာမူတည်ပြီးတော့မင်းရဲ့အုံနောက်ကလုံခြုံဖို့အတွက်ရှာဖွေနေတာမျိုးဖြစ်နေနိုင်တယ်ပေါ့နော်ဆိုတော့ healing ဆိုတာကငါဘာကြောင့်ဒီလောက်မိုက်မဲရတာလဲဆိုပြီးကိုအပြစ်တင်တဲ့မိခွန်းနေနဲ့စရတာမဟုတ်ပါဘူးငါဘာကြောင့်ဒီလောက်အထိနာကျင်နေရတာလဲဆိုတဲ့မိခွန်းကနေစရတာပါရှင် Okay နံပါတ်2အနေနဲ့ကတော့ fantasy နဲ့ reality ကိုခွဲကြည့်ပါဆိုရင်ကိုမေးပါငါသူ့ကိုချစ်တာလားဒါမှမဟုတ်တနေ့ပြောင်းလဲလာမဲ့သူ့ရဲ့ပုံရိပ်ကိုချစ်တာလားပေါ့နော်လူတော်တော်များများကလက်ရှိ relationship ကိုဖတ်တွေ့ထားတာချစ်တာမျိုးမဟုတ်ဘဲနဲ့တစ်ချိန်ချိန်ကျရင် तू ပြောင်းလဲလာမှာပါဆိုတော့ तू ပြောင်းလဲလာမဲ့ကိုစိတ်ကူးရင်ထားတဲ့အဲ့ဒီပုံစံကို तू ပြောင်းလဲလာခဲ့ရင်ဆိုပြီးတော့လက်မလွတ်နိုင်ဖြစ်နေတတ်ကြတာပါရှင် Okay နံပါတ်3အချက်ကတော့နောက်ဆုံးအချက်ပဲဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ pattern ကိုနားလည်ဖို့အတွက်အစတင်စူးစမ်းကြည့်ပါကိုတို့ဟာလူတစ်ယောက်ကိုမပြောင်းလဲနိုင်ဘူးဒါပေမဲ့လည်းကိုတို့ရွေးချယ်လိုက်တဲ့ pattern ကိုတော့ကိုတို့နားလဲအောင်လုပ်လို့ရတယ်ကိုဒါတွေမေးကြည့်ပါဒီ3ခု